ခွဲနိုင်မခါရဲ့ဖြစ်ဒီနာလေးပဲတွဲလေလေဖြစ်သေးရောအဲ့ဒါဟိုဘက်ကန်းကတ်သွားလို့ကွာနော်မှန်ပါပါဗျာအေးဟိုဘက်ကန်းကတ်တယ်တဲ့ဟိုဘက်ကန်းကတ်ဒီဘက်ကန်းလည်းမကတ်နဲ့မျက်စိငင်နာပြာရှာကိုစိတ်ဓာတ်6ခန်းဒီကံမိန်ဆိုစင်တန်နာများစာရတာထိုးတွေ့တဲ့ဘောမိန်ဟောဟူကံဆိုဒီဘက်ကံဟိုဘက်ကံသဘောပေါက်ပြီနော်မှန်ပါပါဗျာဆိုကြည့်တာမှာမျက်စိနဲ့နာပြာရှာကိုမျက်စိနဲ့နာပြာရှာကိုစိတ်ဓာတ်6ခန်းဒီကံမိန်ဆိုစိတ်ဓာတ်6ခန်းဒီကံမိန်ဆိုစင်တန်နာများစာရတာထိုးစင်တန်နာများစာရတာထိုးတွေ့တဲ့ဘောမိန်ဟောဟူကံဆိုတွေ့တဲ့ဘောမိန်ကံဟူကံဆိုဒီဘက်ကံဆိုတာကအတွင်းအာရဏ6ပါးဟိုဘက်ကံဆိုတာကအပြင်အာရဏ6ပါးဒီဘက်ကံအတွင်းအာရဏ6ပါးကိုလောဘဒေါသဖြစ်နေရင်ဒီဘက်ကံကတ်တဲ့တေတုံးနဲ့တူပြီဟုတ်လားမှန်ပါပါအပြင်အာရဏ6ပါးကိုနှစ်သက်ပြီးတော့ဒါတွေပဲအမဲ့မောနေတဲ့စိတ်ဒိုးနေတယ်ဆိုရင်ဟိုဘက်ကံကတ်တဲ့တေတုံးနဲ့တူပြီဒီဘက်ကံကတ်တဲ့တေတုံးဟိုဘက်ကံကတ်တဲ့တေတုံးပင်လေတဲ့မရောက်တယ်လို့အဲ့ဒီပုဂ္ဂိုလ်များနိဗ္ဗာန်ကိုမရောက်ပါဘူးတဲ့ဟုတ်လားမှန်ပါပါဗျာနိဗ္ဗာန်တကားဖွင့်နိုင်မှုဒါတွေကိုအရင်ရှင်းနေတာပါနော်မှန်ပါပါဗျာဒီဘက်ကံဟိုဘက်ကံတိပြီပြီးတော့ရေးလေကောင်မြုပ်ထူတာကဘယ်လိုတုံးဖျားဥစဉ်လေးကမေးတာနော်ရေးလေကောင်မေဇေတန္တာရောတိခောဘိက္ခုနန္ဒီရာဂတိတာအဓိဝဇနံဘိက္ခုတိလူရင်းနဲ့မိညာနိအိုခြေတာယဟန်လေးမေဇေတန္တာရောတိရေးလေကောင်မြုပ်ဆိုတဲ့အမည်ကတော့နန္ဒီရာဂတာအလွန်တတ်မဲ့မောတဲ့လောဘတဏှာရဲ့အဓိဝဇနံအမည်ဖြစ်ပေတယ်ရေးလေကောင်မြုပ်ဆိုတာကတော့လောဘတဏှာတာမြင်ညမဟုတ်ဘူးတာကြီးတတ်မဲ့မောတဲ့လောဘတဏှာခေါ်တယ်တဲ့ဟုတ်လားဘာလို့ခေါ်တော့လောဘတဏှာအာကြီးတတ်မဲ့မောတဲ့လောဘတဏှာတာမြင်ညတတ်မဲ့မောတာမဟုတ်ဘူးနော်အလွန်တရာမှတတ်မဲ့မောတဲ့လောဘတဏှာဖြစ်ပြီးဆိုရင်ရေလေကောင်မြုပ်တဲ့တစ်တုံးနဲ့တူပြီတဲ့ရေလေကောင်မြုပ်သွားတဲ့တစ်တုံးကြီးပင်လယ်ထဲရောက်ပါဦးမလားမရောက်တော့ပါဘူးဗျာအောက်ထဲနေတဲ့တွေရွှတ်နေနုံနေပို့ပြီးတော့ဒီနေရာပဲဆွေးသွားတော့နော်အဲ့တော့ဘုံဘုံတို့မန္တလေးကို1312ခုနှစ်ကရောက်12ခုနှစ်ဘုရားကြီးတိုက်ရောက်ဘုရားကြီးတိုက်ကြတော့ကိုရင်ကြီးတစ်ပါးနဲ့တွေ့ကိုရင်ကြီးကဘုံဘုံတို့စကား तू ကနားမထောင်ပါဘူးစကားနားမထောင်ဘူး तू ကကလေးမလေးပြီးအကြောင်းသားလေးကဖြတ်သွား तू ကချစ်တယ်အဲ့ဒီကလေးမလေးလိုက်ပြီးတော့စာပေးတယ် तू ကနော်အဲ့တော့ကလေးမလေးကလည်းကိုရင်မချစ်ဘူးကိုရင်ကိုသူကစာရိပ်ပေးဆိုသူ့ရှိတယ်လို့ကျဲစောပြက်တာကိုရင်ကိုဘယ်တော့မှမယူရှင်လည်းမရှိဘူးနောက်လည်းမပေးနဲ့သူကအဲ့လိုကလေးမလေးကငေါက်သွားတာသူကငါချစ်တဲ့လူမှမရငါချစ်တဲ့လူကငါမှပြန်မချစ်ဘူးဆိုရင်လူပြည်နေဖို့မကောင်းဘူးသေတာပဲကောင်းတယ်သေမယ်သူကဟာကိုရင်ကြီးအဲ့လိုလို့တော်ပါမှာကွာမင်းနဲ့သူကမချစ်တော့လေနောက်တယောက်ယောက်တည်းချစ်အောင်မှာပါမယ်နေရအောင်မရဘူးကွာနော်နော်တအားပဲဒီကလေးမလေးမှဒီကလေးမလေးတန်တန်စွာချစ်တော့တအားကြီးချစ်တော့ဒါနန္ဒီရာဂလို့ခေါ်တယ်အားခေါ်တော့နန္ဒီရာဂနန္ဒီကနှစ်တဲ့ရာဂကစွဲတယ်နှစ်တဲ့စွဲတယ်ဒီအင်ကြီးအဖြူလေးများတချို့အနီးဆေးရင်းနဲ့တော့တုတ်လိုက်ရင်စွဲသွားတယ်ဟုတ်လားအဲ့လိုပဲတချို့လောဘကဒီခန္ဓာကိုယ်ကိုစွဲသွားအောင်ကြီးမားတဲ့လောဘကြီးဖြစ်တယ်အဲ့ဒီလောဘကြီးဖြစ်ရင်ရေလေကောင်မြုပ်ပြီတဲ့ဟုတ်ကလားမှန်ပါပါအဲ့ဒီကိုကြီးကပြောမရဘူးညာဘုံဘုံတို့ကပြောလည်းမရသေးတာပဲအေးတယ်ဆိုပြီးတော့မိသားကြီးဂျုံနဲ့ခုတ်စားတာသူကရှေ့ကနေပြက်လေအခါတည်းဝင်းကြီးမှောက်ချလိုက်တာအပိုင်ပြတ်သေးပါရောဗျာ
အဲ့ဒါရေလေကောင်မြုပ်သွားပြီဟုတ်လား မှန်ပါပါဗျာ ရေလေကောင်မြုပ်တဲ့တစ်တုံးကြီးပင်လေတဲ့ရောက်ပါမလား ရောက်တော့ပါဘူးဗျာ အေးအဲ့လိုပုဂ္ဂိုလ်လည်းပဲပင်လေနိဗ္ဗာန်မရဘူးတဲ့နိဗ္ဗာန်လူကျင်တဲ့ပုဂ္ဂိုလ်ဟာဒီအာယုန်တစ်ခုခုမရမနေမစွဲလန်းရဘူးနော်အေးမရမနေမစွဲလန်းနဲ့ရေလေကောင်မြုပ်သိပြီနော် မှန်ပါပါဗျာ ရေလေကောင်မြုပ်ဆိုတာအလွန်တရာတက်မဲ့မောတဲ့လောဘတဏှာကိုခေါ်တယ်နော် မှန်ပါပါဗျာ ကဲကုန်းမော်တောင်မော်တင်ထရာကတော့ဘယ်ဟာတော့ဖျားလို့ဦးဇင်းကြီးကမေးပြန်နော်အေးမြတ်စွာဘုရားကထလေဥဒ္ဒါရောဒီကောဘေကုအာတမိမာနတိတာဒီဝဇနာဘေကုတိလိုရင်းနဲ့မိညာနီအိုးจิตာယံလေးထလေဥဒ္ဒါရောဒီကုန်းမော်တောင်မော်မှာတင်ဆိုတဲ့အမည်ကတော့အတ္တမိမာနတာငါဆိုတဲ့မာနတရားရဲ့အဓိဝဇနာအမည်ဖြစ်ပြီးတယ်မာနမကြီးနဲ့တဲ့မာနကြီးပြီဆိုရင်လူချင်းကလူမထင်ပိတ်ကံပြစ်ချင်တာသူကဟုတ်လားဒေါတနာဟာလေလူကြီးသူမလို့ရှောင်းပေးချင်တာမဟုတ်ဘူးပခုံးကြီးရှင်တိုက်လိုက်တာအဲ့လိုလောဘနဲ့မာနကြီးပြီဆိုရင်ဘာနဲ့တူတယ်တော့ကုန်းမော်တောင်မော်တင်တဲ့တစ်တုံးကြီးနဲ့တူပြီတဲ့ဟုတ်လား မှန်ပါပါ ကုန်းမော်တောင်မော်ဆိုတာဘုရုခေါ်တာတော့မာနကိုခေါ်တာမာနမကြီးနဲ့တဲ့ကုန်းမော်တောင်မော်တင်တဲ့တစ်တုံးကြီးပင်နေတဲ့ရောက်ပါမလား ရောက်ပါပါ မရောက်ဘူးထို့အတူပဲမာနကြီးပြီဆိုရင်ဒီပုဂ္ဂိုလ်နိဗ္ဗာန်ရပါမလား ရတော့ပါ မရဘူးနိဗ္ဗာန်မရတဲ့တရားတွေကိုဝေဖဲထုတ်နေတာနော် မှန်ပါပါဗျာ အေးအဲ့တော့ကုန်းမော်တောင်မော်သိပြီလူအစေခံရဆိုတာကဘယ်လိုတုံးဖျားဦးဇင်းလေးကမေးတယ်နော်လူချင်းတစ်နာမဒီဘက်ကနှစ်နာမဟိုဘက်ကသုံးနာမရေလေကောင်မြုပ်လေးနာမကြီးတဲ့ဟုတ်လား မှန်ပါပါ ကုန်းမော်တောင်မော်ဆိုတာဘုရုခေါ်တာတော့မာနကိုခေါ်တာမာနမကြီးနဲ့တဲ့ကုန်းမော်တောင်မော်တင်တဲ့တစ်တုံးကြီးပင်နေတဲ့ရောက်ပါမလား ရောက်ပါပါ မရောက်ဘူးထို့အတူပဲမာနကြီးပြီဆိုရင်ဒီပုဂ္ဂိုလ်နိဗ္ဗာန်ရပါမလား ရတော့ပါ မရဘူးနိဗ္ဗာန်မရတဲ့တရားတွေကိုဝေဖဲထုတ်နေတာနော် မှန်ပါပါဗျာ အေးအဲ့တော့ကုန်းမော်တောင်မော်သိပြီလူအစေခံရဆိုတာကဘယ်လိုတုံးဖျားဦးဇင်းလေးကမေးတယ်နော်လူချင်းတစ်နာမဒီဘက်ကနှစ်နာမဟိုဘက်ကသုံးနာမရေလေကောင်မြုပ်လေးနာမကုန်းမော်တောင်မော်တင်ငါးနာမကလူအစေခံရတဲ့တစ်တုံးအဲ့တော့လူအစေခံရတဲ့တစ်တုံးနဲ့ဘယ်လိုတူတာတော့လူအစေခံရဆိုတာဘယ်လိုဟာတော့ဆိုတော့ကတမောတာဘေကုမနုဿေကာဟောဘေကုတိလူရင်းနဲ့မိညာနီအိုးจิตာယံလေးမနုဿေကာဟောလူအစေခံရတဲ့ဆိုတဲ့အမည်ကကတမောဘေနိဟုမူဣဒဘေကုဧကိသောဒီနန္ဒတော်ဝိဟရတိသဟသောကိသဟနန္ဒီဘေကုတိလူရင်းနဲ့မိညာနီအိုးจิตာယံလေးဣဒဤလောကနာဧကိသောအချို့သောဘေကုယဟန်ဒီဤနန္ဒထောဝိဟရတိလူတွေနဲ့ရောရောနောနောနေဒါကတော့ဘုန်းတော်ကြီးတွေနဲ့ပိုးဆိုင်တယ်နော်တချို့ဘုန်းတော်ကြီးတွေကဘုန်းကြီးဆိုရင်အမှန်ကစာသင်ရမယ်ပရိယတ္တိဓုရခန္ဓာဓုရတရားအားထုတ်ရမယ်ဝိပဿနာဓုရနော်ဒီစာသင်တဲ့အလုပ်တရားအားထုတ်တဲ့အလုပ်ကနှစ်လုပ်ပဲလုပ်ရတာဘုန်းကြီးဆိုရင်နော်အဲ့ဒီသူကအဲ့ဒီကိုတော်ကတော့ဒီလိုစာသင်နဲ့လည်းမသင်ဘူးတရားလည်းအားမထုတ်ဘူးလူတွေစေခိုင်းတာပဲတွားနေတယ်တဲ့ခီးလူတွေနဲ့ရောနောနေပြီးတော့လူတွေကမန္တလေးသွားပြီးပါအောင်ဖះဆိုတွားလိုက်ဟုတ်လားဘယ်သွားပြီးပါအောင်ဆိုတွားလိုက်ဘာတွေလုပ်ပြီးပါအောင်ဆိုလုပ်ပဲလူတွေအစေခိုင်းခံပြီးတော့လူတွေနဲ့ပဲလူမှုကိစ္စနဲ့အချိန်ကုန်နေတယ်တဲ့အဲ့ဒီပုဂ္ဂိုလ်ဟာဒီဥစဉ်လေးဟာဒီဘုန်းတော်ကြီးဟာလူမှုကိစ္စနဲ့အချိန်ကုန်တဲ့အတွက်ကိုယ်ကိစ္စတွေမလုပ်ရလင်းဟင်းကိုအဲ့ဒါလူအစေခံရတဲ့တစ်တုံးနဲ့တူပြီတဲ့ဟုတ်လား မှန်ပါပါဗျာ ဒီဘုန်းတော်ကြီးဆိုရင်လည်းပဲမလုပ်ရမှာလေတော့
တိနာမှာစာတင်ရတယ်နှစ်နာမှာတရားအထုတ်ရတယ်နော်အဲ့ဒါလို့စာတင်တဲ့အလုပ်တရားအထုတ်တဲ့အလုပ်တွေလစ်ဟင်းပြီးတော့လူမှုကိစ္စနဲ့အချိန်ကုန်နေတဲ့ပုဂ္ဂိုလ်ဒီလူအစယ်ခံရတဲ့တစ်တုံးနဲ့လူပြီးတဲ့မဟုတ်လားမှန်ပါပါဗျာလူအစယ်ခံရတဲ့တစ်တုံးပင်လေရောက်ပါမလားရောက်တော့ပါဗျာအေးအဲ့လိုပဲလူမှုကိစ္စနဲ့အချိန်ကုန်ကိုလုပ်ရမယ်စာတင်တဲ့ကိစ္စတွေတရားအထုတ်ရမယ်ဝိပဿနာအထုတ်ရမယ်အလုပ်တွေမလုပ်ဘူးဆိုရင်ဒီယဟန်တော်လည်းပဲနိဗ္ဗာန်မရဘူးတဲ့သဘောပေါက်ပြီနော်မှန်ပါပါအေးကတမောသဘေကုအာမနုတေကဟောလူအစယ်ခံရတာသိပြီဗျာနတ်ဘလူတွေအစယ်ခံရတာကဘယ်လူလုံးဖျားလို့ဒီလိုမေးနော်မှန်ပါဗျာအဲ့တော့နတ်ဘလူတွေအစယ်ခံရတာကိုမြတ်စွာဘုရားကကတမောသဘေကုအာမနုတေကဟောဘေကုတိလူရင်းနဲ့မေမြန်းနေအိုးจิตာယဟန်ဒီအမနုတေကဟောနတ်ဘလူတွေအစယ်ခံရတဲ့ဆိုတာကကတမောအဘေနိဟုမူနတ်ဘလူတွေအစယ်ခံရဆိုတာဘလူဟာလဲဆိုတော့တဲ့ဣဒဘေကုဧကေသောအညတရံဒေဝနိကာယမဏိဒါယဗြဟ္မစရိယံစရတိဤလောကမှာတဲ့တချို့ပုဂ္ဂိုလ်တွေရှိယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ယဟန်ပဲဖြစ်ဖြစ်ပေါ့တဲ့ကုသိုလ်ကောင်းမှုတွေလုပ်ပါတယ်တဲ့ကုသိုလ်ကောင်းမှုတွေဒါနဣမိနာသီလိနာဝါဝတေနာဝါတပေနာဝါဗရမစရိနာဝါဒီသီလဆောက်တည်တယ်ဒီအကျင့်ကျင့်တယ်မြတ်တဲ့အကျင့်တွေကျင့်တယ်အဲ့လိုကျင့်ပြီးတော့ဘယ်လိုဆူတောင်းတယ်လဲဆိုတော့ဒေဝဝါဘုဒ္ဓဘုဒ္ဓမိဒေဝဝါနမင်းကြီးတော်လည်းပဲဘုဒ္ဓမိဖြစ်ပြသည်ဖျာဒေဝညာတရဝနတ္တသာမညာတော်လည်းပဲဘုဒ္ဓမိဖြစ်ပြသည်ဖျာကုသိုလ်ကောင်းမှုဒါနတွေပြုသီလတွေစောင့်တည်ဥပဒနာတွေသမထတွေအားထုတ်ပြီးတော့ဒီကုသိုလ်စေရနာကြောင့်တပည့်တော်နောက်ဘဝတရားမင်းကြီးဖြစ်ပြစေဟုတ်လားမှန်ပါပါဘယ်လိုဆုတောင်းလို့တရားမင်းကြီးဖြစ်ပြအေးတရားမင်းမဖြစ်တော့မှနတ်သားချောချောလှလှလေးဖြစ်ပြစေဟုတ်လားမှန်ပါပါဗျာအေးအမျိုးသားတွေကအမျိုးသမီးတွေကလည်းတပည့်တော်ဒီဒါနသီလဘာဝနာကုသိုလ်စေရနာကြောင့်နောက်ဘဝတရားမင်းကြီးရဲ့မိဖုရားဖြစ်ပြစေဟုတ်လားပြီးတော့တရားမင်းကြီးရဲ့မိဖုရားမဖြစ်တော့မှတာမညလက်သမီးချောချောလှလှလေးဖြစ်ပြစေနတ်ဘဝလည်းဆူတောင်းတယ်ဘာဆူတောင်းလို့နတ်ဘဝဆူတောင်းပါရဲ့ဗျာအဲ့ဒါနတ်အစယ်ခံရတာပဲတဲ့ဟုတ်လားအဲ့ဒီတော့သူပြုတဲ့ကုသိုလ်တွေကသူဆူတောင်းတဲ့အတန်တရားမင်းကြီးဖြစ်ပြစေလို့ဆူတောင်းတော့နောက်ဘဝတရားမင်းကြီးဖြစ်သွားနိဗ္ဗာန်ရပါမလားမရတော့ပါဘူးဗျာတရားမင်းကြီးဖြစ်လိုက်တဲ့သူဒီဖြစ်တဲ့ကုသိုလ်တွေကအားကုန်သွားတယ်နောက်ဘဝနိဗ္ဗာန်ရောက်အောင်မပို့နိုင်တော့နော်အေးဒီဘဝနောက်ဘဝကိုတရားမင်းကြီးရဲ့မိဖုရားနတ်မင်းကြီးရဲ့မိဖုရားဖြစ်ပြလေဆိုအမျိုးသမီးတွေကလည်းမိဖုရားကြီးနတ်မိဖုရားကြီးတော့တွားဖြစ်တယ်ဖြစ်ပေမဲ့လို့သူနိဗ္ဗာန်ရပါမလားမရပါဘူးဗျာမရဘူးသူကုသိုလ်စေတနာတွေကတရားမင်းရဲ့မိဖုရားဖြစ်အောင်လုပ်ပြလိုက်တော့အာကုန်သွားတယ်နိဗ္ဗာန်မရောက်တော့ဟုတ်လားမှန်ပါပါအေးတချို့ဟာတွေရှိတယ်ဘုံဘုံလုံနာတွေရှိလို့ရှုံးတယ်တစ်မွေးတုံးလို့ကြားလို့လားဟုတ်ပါဘူးတစ်တရားမွေးတွေရေမွေးတွေပါလေလောက်ရတယ်အဲ့ဒီတစ်မွေးတုံးကြီးတွေနတ်တဖြူတုံးကြီးတွေကရမက်တုံးကြီးတွေညောပါလားတဏ္ဍခါတုံးကြီးတွေညောပါလားနတ်တွေဘလူတွေကလည်းဆဲပြီးတော့သူတို့ဂုံမိတ်မာနာထားတာသူတို့ကလည်းသူတို့မွေးနေအောင်ပေါ့နော်အဲ့လိုနတ်ဘလူတွေဆဲပြီးတော့သူတို့ဂုံမိတ်မာနာထားတဲ့တစ်တုံးဒီပင်လည်းရောက်ပါတော့မလားရောက်တော့ပါဘူးဗျာအဲ့လိုပဲတဲ့နတ်ဘလူတွေနတ်ဘဝဘလူဘဝနတ်သားဖြစ်ပြရစေနတ်ဘိကြီးဖြစ်ပြရစေနတ်မိဖုရားကြီးဖြစ်ပြရစေနတ်သမီးလေးချောချောလှလှဖြစ်ပြရစေလို့ဆူတောင်းရင်ဆူတောင်းမှားပြီတဲ့ဟုတ်လားမှန်ပါပါဗျာဟိုငရဲတိရစ္ဆာန်တိတ်တာသူကအသေးကြတာနဲ့စာရင်တော့တိုးပါတယ်သူကမှန်ပါပါဗျာညာပေမဲ့လို့ဒီကုသိုလ်တွေလုပ်တာကအပေပေးမှလွတ်ယုံနေမဟုတ်ဘူးဘယ်ကြည့်အောင်ဆူတောင်းရမှာနိဗ္ဗာန်ကြည့်အောင်ဆူတောင်းပါအေးနိဗ္ဗာန်ကြည့်အောင်ဆူတောင်းရမှာအဲ့တော့ तू ကနတ်ဘလူနတ်သား
နတ်သမီးနတ်မိ